လူတော့ကြိုက်တာလို့ပါကောက်တော့မယူသွားပါနဲ့ ဟဲ့အော်မနေနဲ့နင်ကဘာလို့ဆက်နှိုးရလဲ ဟမ်ကားတစ်ခုကဆက်တာမနှိုးတက်ဘူးလား နင်က EV မှငါမသိလို့ပေါ့ဟာရှာမရှင်းနဲ့ဘာလို့ရမှာလဲပဲပြော ပြောပြပြီလေစချစ်တဲ့ကရှုံးပြီးသားလို့ ဟမ်နင်ကမုတ်တွေပိုင်းနဲ့ตาရနေပါလား ဟုတ်တယ်ကိုဝယ်ပေးထားတာလေ ကိုလုံးမနေနဲ့နင်ကအားကုန်တော့မယ်ဘာမှသွင်းရမှာလဲပြော ငါလည်းမသိဘူးငါဖုန်းထဲမှာတော့ကြည့်လို့ရတယ် ဟဲ့ဖုန်းခေါ်ဖို့ညံစင်းနေတာမလား ရတယ်လေမပေးနဲ့ငါလည်းမသိဘူး ရော့ဖုန်းခေါ်မယ်တော့မကြံနဲ့နော်ဒီကနေ10မိနစ်လောက်မှအောင်ရင် EV နဲ့ charging station တွေ့လိမ့်မယ်အဲ့မှာသွင်းလို့ရတယ် သိကြတယ်နော် ဘယ်လိုအားသွင်းရမလဲမေးမလို့မလား ဟုတ်တယ် ကြမ်းပြောရင်လို့တက်မှာမဟုတ်ဘူးငါ့ကိုပြင်ထုတ်ပေး နင်ထွက်ပြေးမယ်တော့မကြံနဲ့နော် မပြေးပါဘူးငါပဲမြဲထားခဲ့ခံရတာ 拿积木，拿积木。 လာပြမယ်ဒီလိုအားသွင်းရတယ်လေ နင်ကပြန်ရမှာဘယ်လောက်ရမှာထင်လဲ ငါလည်းမသိဘူးဖုန်းထဲမှာတော့ကြည့်လို့ရတယ် ရော့ နေနောက်လည်းခိုးမှာဆိုတော့ညမနေကြည့်လေငါပြမယ် ရှားရလေအဲ့ဒါဆိုလည်းပြော အဲ့မှာ EV နဲ့ application နဲ့ဝင်လိုက်ကားဆော်ဆေးကိုနှိပ်အဲ့မှာ install တင်ထားတဲ့ရောင်းကားတွေကိုတွေ့လိမ့်မယ်ဈေးတွေတစ်ချက်ကြည့်ကြည့်ပေါ့ပြီးတော့ app ထဲမှာပဲကားချာချာနဲ့ accessory တွေလည်းဝယ်လို့ရတယ်ကားအမာကန်ထားမယ်ဆိုလည်းဈေးနှုန်းတွက်ကြည့်လို့ရတယ်နင်ကကားတစ်ခိုးဆိုတော့နင်နဲ့တော့မဆိုင်ပါဘူးနောက်ဆို EV ကားရည်နဲ့ပတ်သက်မယ်ဆိုရင် EV နဲ့ app လေးတော့ down ထားပေါ့